အမျိုးသမီးတူဟာတက်မိတာရှည်တဲ့တပတ်လုံးနဲ့ကိုခန္ဓာကိုထိုးပေါက်ခံခဲ့ရပါတယ်ဒါပေမဲ့သူ့ခင်ပွန်းဆရာဝန်ကသူ့ကိုတွန်းထုတ်ခဲ့ပြီးအနှဲငယ်သာပွန်းပက်တန်ရတဲ့သူ့ရဲ့ပထမဆုံးချစ်သူစီကိုပြေးသွားခဲ့ပါတယ်သူ့ရဲ့ပထမဆုံးချစ်သူကိုချီပြီးမီးလောင်ရာကနေနောက်လက်မကြည့်ပဲထပ်ခွာသွားခဲ့ပါတယ်အမျိုးသားရဲ့ပထမဆုံးချစ်သူရဲ့လောင်ပြောင်းတဲ့အကြည့်ကိုငင်းတော့အမျိုးသမီးဟာစိတ်ပြက်အားငယ်စွာငိုကြွေးခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲနောက်ထပ်တိုင်တစ်ခုကသူ့မကိုထပ်မံထိမှန်ခဲ့ပါတယ်ကံကောင်းစွာနဲ့သူ့မိခင်ရောက်လာခဲ့ပြီးတမိဖြစ်သူအသက်မသေးုံနဲ့ပဲဖြစ်နေတာကိုမြင်တော့ရင်ကွဲနာကြတော့ငိုကြွေးခဲ့ပါတယ်အမျိုးသမီးကသူ့မိခင်ကိုစိတ်ပြက်အားငယ်စွာနဲ့ကျမသူ့ကိုကြွာရှင်းချင်တယ်လို့ပြောခဲ့ပါတယ်သူမိခင်ကသူမကိုဆေးရုံကိုခေါ်သွားခဲ့ပြီးမြဲဒဏ်ရာတွေကအလွန်ပြင်းထန်တဲ့အတွက်ဆေးရုံတစ်ခုလုံးမှာသူ့ခင်ပွန်းတူတဲ့သာခွဲစိတ်မှုကိုလုပ်နိုင်တဲ့ဆရာဝန်ဖြစ်နေခဲ့ပါတယ်ဆေးရုံဝန်ထမ်းတွေကအမျိုးသားကိုချက်ချင်းခေါ်ခဲ့ပြီးမြဲသူကသူ့ရဲ့ပထမဆုံးချစ်သူကိုကုသပေးနေလို့တခြားဆရာဝန်ရှာခိုင်းပြီးဖုံးချပစ်ခဲ့ပါတယ်ဒီစကားကိုကြားတော့အမျိုးသမီးဟာဆက်လက်ရှင်သန်လို့စိတ်လုံးဝပျောက်ဆုံးသွားခဲ့ပြီးနောက်ဆုံးမှာတော့အေးဆက်တဲ့ခွဲစိတ်ကုသခန်းစားပွဲပေါ်မှာအသက်ရှူရပ်သွားခဲ့ပါတယ်တချင်ထဲမှာပဲသူ့ခင်ပွန်းဟာသူ့ရဲ့ပထမဆုံးချစ်သူကိုဆက်လက်ပြုစုနေတော့သူနာပြူတွေရဲ့ဆုံးပါသွားတဲ့အသက်အတော်ညီညူတန်ကိုကြားလိုက်ရပါတယ်။ရုတ်တရက်ဆိုးရွားတဲ့နမိတ်တစ်ခုသူ့ကိုဝင်ရောက်လာခဲ့ပြီးခွဲစိတ်ကူတာခန်းစီတည်သွားခဲ့ပါတယ်။သူ့အဖြူရောင်အဝတ်ကိုမုံဖို့လုပ်တော့သူ့ရဲ့ပထမဆုံးချစ်သူကဝင်ရောက်နှောက်ယှက်ရာလဲကြဟန်ဆောင်ခဲ့ရာအမျိုးသားကသူ့ချစ်သူကိုထူးဖို့အလင်းမြန်ပြေးသွားခဲ့ပါတယ်။တချင်ထဲမှာအမျိုးသမီးရဲ့မိခင်ကမိုးသေးတန်စွာတဲ့သမီးရဲ့ပစ္စည်းတွေကိုပွက်ဖက်ပြီးရပ်နေခဲ့ပါတယ်။သမီးရဲ့ဘဝအချီးနှီးဖြစ်ခဲ့ရပြီလို့ခံစားပြီးရင်ကွဲနာကြဆွယ်ငိုကြွေးခဲ့ပါတယ်။ဒါတော့သူမအမျိုးသားကိုနောက်ဆုံးအခွင့်အရေးတစ်ချိန်ပေးဖို့ဆုံးဖြတ်ခဲ့ပြီးနောက်တနေ့မနက်10:00နာရီမှာသမီးကိုလာတွေ့ဖို့တောင်းဆိုခဲ့ပြီးဖုန်းချပစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မှာသူ့ရဲ့ပထမဆုံးချစ်သူကသူ့ကိုပတ်တီးလဲပေးဖို့အတင်းသားခိုင်းစီခဲ့ရာအမျိုးသားကသူ့ရောက်ခမားကိုဖုန်းခေါ်ပြီးသူ့နောက်ကျမယ်လို့ပြောခဲ့ပါတယ်။သူနောက်ဆုံးအခွင့်အရေးကိုလွဲချောခဲ့ပြီဆိုတာကိုတော့သူမသိလိုက်ပါဘူး။ပတ်တီးလဲပေးနေတော့မှရောက်တဲ့ပြင်းထန်တဲ့နာချီမှုတစ်ခုသူ့နှလုံးသားကိုထိုးဖောက်ဝင်ရောက်လာခဲ့ပြီးဇနီးနဲ့အတူမျှဝေခဲ့တဲ့အမတ်တရားတွေကိုပြန်လည်သတိရသွားခဲ့လို့ပန်းစည်းတစ်ခုဝဲကသူမကိုလာတွေ့ကိုထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့သူတကားကိုဖွင့်လိုက်တဲ့အခါသူ့ဇနီးရဲ့ဇာပနာပွဲကိုရုတ်တရက်မြင်လိုက်ရပါတော့တယ်